hello မင်္ဂလာပါရွှေပိုင်ကျိုးပြပါဆိုလို့เนาะဒါလေးပါရှင်ရွှေပိုင်ကျိုးလေးပါရှင်ဒါမတက်ရဲ့မွေးနေ့အကြိုလေးကိုတမင်တကာအထူးလျှော့စီးတွေနဲ့ရောင်းပေးနေတာဖြစ်ပါတယ်အရန်တန်တော့ပါရှင်เนาะတော်သိအောင်ကကျမတို့ဒါเนาะဒီ6လပိုင်းတစ်လအလုံးကိုเนาะပရင်ဈေးလေးတွေနဲ့ရောင်းပေးမယ်ဆိုတဲ့အတိုင်းဒါအထူးလျှော့စီးတွေနဲ့ရောင်းပေးနေပါတယ်ရှင်เนาะမွေးနေ့ကြရင်လည်းဖိတ်ပါတယ်မွေးနေ့ကတော့မတက်တော့26ရက်နေ့ကေးပေးရပါတယ်เนาะ26ရက်နေ့ကိုမွေးနေ့ရှိပါတယ်မွေးနေ့မှာလည်းလာခဲ့ပါနော်မွေးနေ့ကညဘက်ကောမနက်ဘက်ကောရှိတာမလို့နော်လာခဲ့ပါရှင့်ညဘက်မှာဆိုရင်တော့တဲလေးတို့တစ်ခါပြောတာပေါ့နော်ဒီမှာအီလာဘက်ကတူတွေလည်းရှိရဆိုလို့မွေးနေ့က26ရက်ညပိုင်းဆိုရင်တော့360ဘာမှရှိပါတယ်နော်ညဘက်ဒီမှာအဆိုတော်တွေနုပညာရှင်တွေပါပါတယ်မနေ့ပိုင်းကတော့မတက်တို့ဒီမှာဇေယောင်းပွဲတော်ရှိပါတယ်ဒီမှာအနုပညာရှင်တို့ရှိတယ်နေ့လယ်ပိုင်းတော့အနုပညာရှင်တွေတော့ပါတယ်မစုံညဘက်ဆိုရင်တော့ပို့ဆောင်ပါမယ်နော်ညဘက်ကျမှတို့ကရောက်ကြမှာဆိုတော့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ပြီးရင်လည်းအသက်တို့360မှာဥဖေးကျေးသွားမှာဖြစ်ပါတယ်အရင်လိုပဲပေါ့နော်တပုတ်နေရိုက်ကြမယ်နော်တရှင်းနေဆိုကြမယ်ကားကျင်လဲလာကားလို့ရတယ်တရှင်းဆိုကျင်လဲလာဆိုလို့ရပါတယ်ဘာအပြက်ငါထားတာဆိုတော့ပေါ့နော်ဘာအပြက်ငါထားတာမို့လို့တဲလေးတို့တရှင်းမဲဆိုခြင်းကပဲကကျင်လာခဲ့ပါနော်ကဲအဲ့ဒါမျိုး3ကြိုးတဲ့16လက်မတဲ့ဟုတ်ကဲ့မိုးခင်ပေါ်မှာယူအော်ဒါအဲ့လိုရအမဘောလုံးဟန်ချင်းလေးပြနော်တဲ့ဟုတ်ကဲ့ပါဤနေ့ဘောလုံးဟန်ချင်းနဲ့သမီးကဲအဲ့ဒါဆိုဒါလေးကိုအရင်ပြပေးလိုက်မယ်ကဲဒါလေးရဲ့17သိန်းပါရှင်ရွှေပိုင်ဆွဲကြိုးလေးပါဒါလေးကမတ်ဤတက်ကုန်းနော်မတ်ဤတက်ကုန်းဝင်နေကြဖောက်တယ်ဒါမတ်ဤတက်ကုန်းအတွက်ကိုဒါပြပေးလိုက်ပါတယ်ရှင်ရော့နောက်တစ်ခါကျထပ်ပြပေးမယ်နော်ထပ်ပြပေးမယ်ဆိုတော့ဒီမှာစီတူလင်ရှိတယ်ရွှေပိုင်ရှိတယ်ပေါ့နော်စီတူလင်ဆွဲကြိုးလေးဆိုလဲ14သိန်း15သိန်းဝန်းကျင်ကနေစရှိပါတယ်ရှင်းချလိုက်ပါမယ်နော်နောက်တစ်ခါကျရင်မသက်ဆွဲထားသလိုဒီလိုကြိုးလေးတွေလည်းဒီမှာရှိရပေါ့နော်အယောင်လှတော့ပါကဲကြိုးမျိုးစုံကြိုးခေါင်အကုန်ရောက်ပါတယ်ရှင်းဒီမှာစီတူလင်ကြိုးတွေပါမသက်ကတော့ဒီမှာကိုယ့်ရဲ့နာမည်မမသက်ဆိုတာ M4 နဲ့ဆွဲထားပါတယ်ဒီမှာABCD ရဲ့အကြီးအစုံရှိရပေါ့နော်ဒီလိုရွှေတုံးဆွဲသေးတွေလည်းရှိပါတယ်ရှင်းနော်အဲ့တော့ဒီမှာဒါလေးကကြတော့ရွှေပိုင်ဆွဲကြိုးလေးတွေပါသူကတော့24သိန်းဝန်းကျင်လောက်ကြပါမယ်နော်24သိန်းဝန်းကျင်လောက်ကဲဒီမှာတစ်ကြက်ထဲလောက်ကြီးကိုလောက်ထားတော့အကိတ်ကြီးတွေအကြီးကြီးတွေကိတ်ကြီးတွေပေါ့နော်ဒါကကြတော့တစ်ကြက်ဒါကကြတော့တစ်ကြက်မပြုတ်ဒါပေမဲ့သူကနှစ်ကြက်တစ်ကြက်ခွဲသားလောက်ဝန်းကျင်လောက်ကိုရှိရအရန်မိုက်တော့နော်လုံးဝကော်လေးဆွဲကျင်တော့ဒါလေးဆွဲပါရှင်အယောင်အလဲဖုန်းရပဲเนาะအယောင်အလဲကောအယောဘယ်လိုဘာဖြစ်တယ်ညာဖြစ်တယ်အဲ့တော့ခါကျတော့အယောင်လဲကပြောရမယ်ဆိုရင်အယောင်အလဲဆိုတာကစိတ်ထဲမှာပဲရှိရပါเนาะမသက်တို့ရဲ့ဟိုဥမာ12ပဲရေ 80k တို့ပါလို့ဆိုရင်တော့ဒါအယောင်လဲပါညာရှိရပါရွှေဆိုတာက15ပဲရေပြည့်ပြီဆိုတာနဲ့တက်ဈေးကြ